Okay အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော် freestyle ပြနည်းလေးပြောပြတော့မှဖြစ်ပါတယ်ကျွန်တော် freestyle ကြောက်ပါပြောပြမယ်ဆိုတော့အဲဒီ flicker ကိုပြောပြပါမယ်။ရုံဆုံးဒီမှာအဲဒီပြီးသွားရင်ကျွန်တော်အဲဒီကိုဒီလိုလေးရှေ့ကိုချိန်ထားမယ်ချိန်ထားပြီဆိုတာနဲ့ကျွန်တော် flicker ဒီမှာကြောက်ပြမယ်ဒီ flicker လေးflicker လေးကိုလည်းကျွန်တော်ရှေ့လေးကိုပဲဆွဲပြရမယ်ဒီလိုလေးကြောက်ပြမယ်နော်အဲ့လိုလေးရှေ့လေးဆွဲပြရမယ်ကျွန်တော်ကန်ပြမယ်ခါလေးစောအကြည့်ကျွန်တော်ကန်လိုက်ပြီတဲ့လားကျွန်တော်အဲ့လိုကန်လိုက်တော့ကျွန်တော်enemy ကအနောက်ကိုကြောက်သွားတော့တွေ့ရပြကြတယ်ကျွန်တော်နောက်ကကန်တယ်အားစိုက်ကျွန်မတော့လို့ခိုင်းလိုက်ကျွန်တော်ပြန်ပြမယ်ခါလေးကျွန်တော်ဒီဘက်ကိုဆောင်းပြီးလို့ကန်ရင်ကျွန်တော်ဒီထဲထဲပြန်ဝင်လာလည်းရှိတယ်ကျွန်တော်အဲ့ဒီကကိုချိန်တဲ့ဘက်ကိုရောက်တယ်ဗျာဒီကချိန်တဲ့ဘက်ကိုအဲ့ဒီကဖတ်စုခံလိုက်ရုံပဲဒီကချိန်တဲ့ဘက်ကိုရောက်ပြီးရင်ကျွန်တော်နောက်တစ်ခုအနေနဲ့one flicker လေးပြပြသွားမယ်ဒီမှာဒီ flicker ဒီမှာကျွန်တော်နံပါတ်ဆင်းလိုက်ပြပြပေးအောင်ရင်လောရမယ်ဆိုတာဒီမှာဒါ1ဒါ 2 okay ရေလုံးဆုံးကျွန်တော်ကိုလိုချင်တဲ့ position ပြတာဒီ position လောက်စီရပြန်ရှိကိုကျွန်တော်သွားတယ်ပြီးရင်ကျွန်တော်နောက်ပြန်သွားပြီး flicker ရော့မှာ recall လေးလာပြီးဖတ်တဲ့အားမခဘူးရကျွန်တော်လွယ်လေးပဲနော်ကျွန်တော်လွယ်လေးပဲနောက်တစ်ခုရှိတယ်ကျွန်တော်ထပ်ပြောပြမယ်နောက်တစ်ခုနဲ့ double test လို့ပြရမယ် double test ဒီမှာကြည့်double test ကဒီ2လေးကိုဒီမှာကြည့်ဒီ2လေးကိုကျွန်တော်နှစ်ခါ3ရအောင်လုပ်မယ်ကျွန်တော်မှာကြည့်ရော့1နှစ်ခါ3ပြီးရင်ပတ်ရခုတော့ကျွန်တော်အခန်းကြော်တာပြောတယ်1 2 2 1အဲ့လိုလေးတွေ့ရနော် brother တွေ့ရတယ်နော် okay လောက်ပါပဲအဲ့တော့ကျွန်တော် free style ပေါင်းချုပ်ဗီဒီယိုဖြစ်ပါတယ်ဗျာအားလုံးပဲ bye bye ပါ